hippopotamus လို့ခေါ်တဲ့ရေမြင့်ကြောင်းကိုပြပြမယ်နော်ဒီရေမြင့်တွေကဒါတလိษံဥယျာဉ်မှာရောက်ရှိနေတဲ့ရေမြင့်တွေပေါ့ဒီရေမြင့်တွေကြတော့ဒါအာဖရိကမျိုးရင်းလေးဖြစ်တယ်ပြီးတော့သူတို့ကိုတကောင်ပြောရင်အထီးတွေကအထီးချင်းကိုက်ခိုက်တတ်တယ်ကိုက်တဲ့ကြတော့သူတို့ဒါတစ်ချံနဲ့တစ်ချံစီထားတာလာတဲ့သူတွေကတော့များသောအားဖြင့်ဒါကစွန်းရဲ့သူတို့ကြွေးကြတယ်များတယ်ပြောလို့ရှိရင်သူတို့ရဲ့ဒီခန့်ဆိုပေါ့သူတို့ရဲ့အမြင့်အားကြတော့9ပေလောက်မြင့်ပြီးတော့ဒီကိုလုံးရဲ့အလျားကြတော့12ပေ14ပေလောက်ထိကိုရှိတယ်စင်ရွယ်စားလောက်ကိုရှိတဲ့အကောင်ကြီးမျိုးတွေဖြစ်တယ်ပြီးတော့သူတို့တွေကမတွေ့လားအခုဆိုလို့ရှိရင်အစားလို့ဝါသွားလို့သူမှီးသွားပြီပြီးတော့သူတို့တွေကကုန်းနေရင်နေတဲ့သဝါလည်းဖြစ်တယ်ရေထဲမှာလည်းအကြာကြီးရေငုပ်ပြီးနေနိုင်တယ်ဒါသူတို့ကုန်းပေါ်မှာလည်းနေနိုင်တယ်ဟိုဒီကောင်ကြီးဆိုလို့ရှိရင်ဒါသူအောက်ကနေတက်လာပြီးတော့ဒါအသက်ရှူတာသူပြီးသွားလို့ရှိလို့ရှိရင်ဒါသူရေထဲကိုပြန်ငုပ်ပြီးတော့အဲ့တော့မှာညာသွားဖြစ်ကတော့တွေ့လားအခုဆိုလို့ရှိရင်ဒါရေရောက်ထဲကိုပြန်ပြီးတော့ငုပ်ဝင်သွားရေမီးကချစ်ဖို့လည်းကောင်းတယ်အရန်လည်းအနေရှိတဲ့မျိုးစိတ်တစ်ခုဖြစ်တယ်